တားပြတ်သားလျှော့ဖြစ်ပြီးတဲ့နောက်ပိုင်းမှာအခုပြောပြမယ့်အချက်တွေခန်းစားနေရတယ်ဆိုရင်အချိန်မဆွဲဘဲနဲ့အမြန်ဆုံးဆေးရုံဆေးကံကိုတွားဖို့လိုပါတယ်အရေးကြီးလို့ပြောတာနော်မိမကူကနေအနံဆိုးထွက်တဲ့အရေးတွေဆင်းတာပုံမှန်ရာသီသွေးဆင်းတာထပ်ပိုတဲ့သွေးတွေဆင်းနေတာပြင်းထန်ဆူရှပြီးဝမ်းပိုက်နာကျင်တာချမ်းတုံပြီးအဖျားတက်တယ်လို့ခံစားရတာစတဲ့လက္ခဏာတွေခံစားနေရရင်အချိန်မဆွဲဘဲနဲ့အမြန်ဆုံးကျန်းမာရေးပြုစုစောင့်ရှောက်မှုခံယူဖို့လိုပါတယ်တားပြတ်သားလျှော့ဖြစ်ပြီးတဲ့နောက်သွေးသွန်တာဖျားနာတာမျိုးတွေခံစားနေရရင်ဝေဒနာခံစားမှုပြင်းထန်လာတဲ့အထိစောင့်မနေပဲအမြန်ဆုံးကျန်းမာရေးစောင့်ရှောက်မှုခံယူပါဒီလိုအခြေအနေမျိုးတွေကနားလေတက်ကြွတဲ့ဆရာဝန်တွေကျန်းမာရေးဝန်ထမ်းတွေစီမှာစနစ်တကျပြသပြီးကျန်းမာရေးစောင့်ရှောက်မှုခံယူဖို့အရေးကြီးပါတယ်လိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုမရရှိပါကအသက်ဆုံးရှုံးတဲ့အထိအသက်အန္တရာယ်ရှိနိုင်ပါတယ်လိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေကိုနီးစပ်ရာဆေးရုံဆေးခန်းကျန်းမာရေးဌာနတွေမှာကန့်သတ်ထားတာမျိုးမရှိဘဲကုသမှုခံယူနိုင်ပါတယ်